ကချစ်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဆိုပြီးကားရှုံးကနေပြီးတော့ပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုခတ်ပါခင်ဗျာကဲဒီနေ့ကျွန်တော်ရောင်းမိမဲ့ကားလေးကတိုတာဘက်တာတောက်လျှောက်အနက်လေးကိုကျွန်တော်ရောင်းချပေးမယ်တောက်လျှောက်အနက်ဖြစ်တဲ့အပြင်ကိုအတွင်းခွေလေးလည်းမြင့်မယ်ဝိုင်းညံလိုင်စင်စုံတစ်ပတ်အခက် F10 လေးနဲ့ရမယ်ခင်ဗျာနော်အတွင်းခွေမြင့်မြင့်လေးနဲ့ရပါမယ်အယောင်ကတော့ခိုးပြောင်လေးဖြစ်ပါတယ်ကျွန်တော်အတွင်းကန်းလေးပြပေးမယ်တောက်လျှောက်နဲ့ဆွဲတိုင်းမယ်အတွင်းကန်းလေးလည်းတတ်မယ်ခင်ဗျာအတွင်းမှာတော့ Aircon Digital ဖြစ်မယ် Poster တွေပါပေါသွားမယ်အတွင်းခွေလေးမြင်ပါမယ်အင်ဂျင်ပါ 1.3 ဖြစ်တဲ့အတွက် Aircon တွေကောင်းကန်နိုင်နေပါတယ်ခင်ဗျာနော် Aircon Digital Poster အတွင်းခွေလေးပြည့်မယ် Android TV တွေပြန်တက်ဆင်ပေးရတယ်ခင်ဗျာကျွန်တော်ရောင်းမဲ့ဈေးလေးကလည်း3800အပေါ်838သိန်းကိုညှိနှိုင်းရောင်းချပေးမယ်ခင်ဗျာငွေချမ်းအလဲတဲ့ရစ်ကြအားလုံးရပါမယ်ကဲဒါကတော့ရှေ့အင်ဂျင်ကန်လေးရဲ့ရိုးစစ်လေးပဲဖြစ်ပါတယ်ခင်ဗျာနော်ရိုးစစ်တက်ခဲအားလုံးရှင်းတဲ့ကာညနာတရားဝင်စစ်စစ်ပြီးတဲ့ကားတွေပါခင်ဗျာနော်ကားလေးကိုစိတ်ဝင်စားတဲ့ဆက်သွယ်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39968669ကိုဆက်သွယ်ရင်းနဲ့ဆုံးနိုင်ပါခင်ဗျာကဲအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်တွေ့ကြပါမယ်ခင်ဗျာ